วัสดีครับวันนี้ผมจะกลับบ้านเร็วได้ไหมครับอ๋อได้ครับผม ค่ะขอบคุณมากครับ ครับ อ่ะนาอะไรดักวะเฮ้ยสิบเยี่ย ငါချင်းနေမင်းချော်ရတော့မယ်ဆိုတော့မြင့်မြင်ပါလား ဟုတ်တယ်လေ မင်းချော်ကြည့်ရတိတ်ပြီးလမ်းမလျှောက်နိုင်တော့ချင်းနေအကူလိုက်ဖို့ပြရမယ်ဘယ်လိုပြင်မှာ เช่าก็တိတ်မနာပါဘူးဒါပေမဲ့လမ်းသိမ်းလျှောက်ချင်ရတော့ပါဒီနားလုံးမရဘူး တကယ်လားကူလိုက်ဖို့ ခုလိုလိုက်ပို့ပြရကျေးဇူးပါကျွန်တော်နာမည်ကတက်တက်မောင်ပါတက်တက်လို့လည်းခေါ်လို့ရတယ်ဒါနဲ့ကိုယ့်နာမည်အောင် အခုနာမည်ကအင်ချက်ကို နာမည်လေးကလှလိုက်တာကိုအင်ဂျယ်လို့ပဲခေါ်မယ်နော်ဒါနဲ့ခန်းထဲလိုက်လဲအောင်လားကို အကူဒီနားမှာသွားကြလေးရှိလို့ ဒါဆို line coffee ဖြစ်ဖုန်းနံပါတ်ဖြစ်ဖြစ်ပေးခဲ့အောင်လေ ကိုယ့်ရဲ့ဖုန်းကပါဝါတောင်ပွင့်တော့ ဒါဆိုကျွန်တော်ဘယ်လိုဆက်သွယ်ရမှာလဲ နောက်တိုင်းပြရမှာပေါ့ကွာကိုအဲ့လိုသွားတော့မယ်နော် ဟာကိုအင်ဂျယ်ကျွန်တော်စောင့်နေရလားဒီနေ့ရောဒီနားနိုင်မှာကမှမိုးလိုက်ဝယ်ကျွေးမယ်နော်စကားတွေလည်းပြောကြတာပေါ့စားနော်ကို ဆွဲပြီနော်တက်တက် ဆွဲပါဗျာ အကူလေ
အခုဒီထမင်းမစားရသေး မဝရင်ပြောတော့ဟိုကျွန်တော်ထပ်တာဝယ်လိုက်မယ် ဘူးရရတတ်ကျွန်တော်ဆိုတော့ပါပြီဒီနေ့အခုညလာကြလို့ကျေးဇူးပါတော့တတ် ရပါရဲ့မလို့ပါဘူးဒါနဲ့အခုကြောင်လေးပြောပါအောင်ကျွန်တော်ကတော့မြန်မာမာနေရပြင်းလာရောပေါ်ဖုန်းဆောင်တွေကနေထွက်ချင်တာရောအလုပ်လုပ်ချင်တာရောကြောင့်ကြောက်တယ်ဆွန့်လာပြီးထွက်လာတာကိုကရော အကိုကမိဘမဲ့တကောင်တယောက်ပါ အော် sorry နော်ကို fighting ရရတတ်အဆင်ပြေတယ်ဒီညတက်တက်ကိုတို့မှာအကိုလိုက်အေးလို့ရလား ရတာဗော it's okay ပါ တက်တက် ဆရာ မိဘတွေကိုတည်တယ်ရမယ်နော် ဟုတ်ပါပြီဆရာသမားရဲ့ နောက်ပြီးတော့လူတွေကိုတိတ်မနေရဘူး ကိုယ်ချင်းကောင်းနေပြီထင်တယ် အခုပြန်တော့မယ်နော်တက်တက် ညတနားပဲထိုးနေပြီလေကိုပြောညအိတ်သွားမယ်ဆို မဟုတ်ဘူးကိုလှုပ်ရှားရရှိလို့ပါနိုင်မှတွေ့ကြတာပါ အဲ့ဆိုကျွန်တော်တကားလိုက်ဖွင့်ပေးမယ် ပြောဖို့ကောင်းတယ်နော် ဟုတ်တယ်တက်တက်ရဲ့အခုမှပဲကိုယ့်ရဲ့စိတ်ကိုမထက်ဖြစ်သွားတော့ တူတူပဲ အခုလိုမျိုးတက်တက်နဲ့အကိုရှောက်သွားရတာကိုတကယ်ပြောတာမသိဘူးပြီးတော့လေကိုဒီဘိုင်လေးကိုပေါ်ချလိုက်တာ ကိုရင်ချင်းစိတ်ထဲမှာကြက်နေရရှိရင်တက်တက်အောင်ရင်ဖွင့်လို့ရတယ်နော် ကျေးဇူးပါတော့တက်တက်အခုလိုမျိုးကိုယ်ခေါ်ပြီးတယ် ရပါရဲ့ကဲတော့တက်တက်လည်းထိကျန်တယ်ကိုရင်ချေရောက်လာတော့တက်တက်လည်းခေါ်ရပါတော့ပေါ့ ကိုမှလေတက်တက်အတွက်ဖြည်းဖြည်းလက်ဆောင်ပေးကြအောင်မရှိဘူးဒါပေမဲ့အကိုစွတ်ထားတဲ့လက်စွပ်လို့တက်တက်လက်မှာဘယ်ဝတ်ထားပြီးပါလဲ
ဒါကိုရဲ့လက်ဆောင် anh em sao được cuộc đó mà được cô cũng nhiều sự khác nhau mình hỏi này gọi được cô nhưng mà nhớ lý tao chỉ vì người cô tác dụng lúc cô đó mà mình ngập vào cái lâu ya toa để chi mình quên đi chăm bị mà lệ vô sự trong đây trong là mà mình ti pa me chế non đây yong bu khe khe đây ngã thuê rồi quay ra nào mà lệ từ nay rồi ti là mê đi đây ya rồi go cứ ta bị vô lưu lưu ở đây đi đây ya rồi go say cho bịကို့မှာကောင်မလေးရှိရလား ဟုတ်တယ်တတ ဘာလို့ကျွန်တော်မပြောရလဲ တတကိုကိုနှောက်ကြရင်တော့နှုတ်ဆက်ပေးနေတယ်ပါအခုကကိုကောင်မလေးကကိုကိုစိတ်ဆိုးနေတယ် ကျွန်တော်ကြောင့်ရ မဟုတ်ပါဘူးတတရဲ့အကိုကသူမသိအောင်အကို X နဲ့ဆက်တယ်လို့ပြောသူကစိတ်ဆိုးနေတာ ရှောက်လိုက်တာကိုရဲ့ဒါဆိုကိုတက်တန်ကိုဘယ်လိုသဘောထားလဲ တတကိုကိုတန်ရုံးရရှိတယ်လေပြီးတော့တတရှိရင်ကိုပြောအခုလိုမျိုးအကိုကောင်မလေးနဲ့ပြဿနာဖြစ်နေချိန်မှာတတကအကိုအတွက်အခုဒီတော့အဖို့ ကိုစောင့်နေအဆင်မပြေနေချိန်မှာတက်တန်အခုပဲပြင်းပြေပေါ်တော့ဟုတ်တယ်မလား မဟုတ်ပါဘူးတတရဲ့ကိုပြောချင်တယ်ဆိုလို့ရအဲ့လိုမဟုတ်ပါဘူး ရပြီကိုကအကိုစိတ်ကိုပုံတီးပြီတက်တန်ကတော့ရှေ့ဆက်အကိုကိုရှောင်နေမှရမယ်တက်တန်စင်ချင်မှရမယ်ကို တတနဲ့ကိုပြောတရားမကြောက်တဲ့ရုံးစီရှိစားပြီးကိုလေး စိတ်ကြီးရှောက်လိုက်တာကိုတက်တန်စိတ်ကြီးရမ်းရှုပ်နေတယ်တက်တန်ကိုပြန်ခွင့်ပြုပါဒါပေမဲ့တက်တန်မပြန်နောက်ဆုံး တောင်ပြန်ဝင် တတအခုတော့ပြင်မထားပါနဲ့တတ ကျွန်တော်လှုပ်လဲသွားခြင်းစိတ်မရှိဘူးစိတ်တွေလည်းအဆင်ပြေလိုက်တာအကောင်မလေးရှိနေရလားသူငါဘာလို့ပြောပြတာလဲမင်းငါပေါ်တကယ်ရစလုံးတဲ့အချစ်ရဲ့အကောင်စုဟာတွန်တွင်နေတဲ့တာနားလေအခါတရလောက်ကောင်းရဲ့ပြီမဲမကောင်းတဲ့တခါတည်းကိုအပြင်းမမြင်ပါနဲ့ကွယ်မင်းငါပေါ်တကယ်လို့ရသွားတဲ့ချစ်ရဲ့မင်းဝတ်တွေပြန်ပြီးမလဲဖို့စုတောင်းတယ်ကြုံလာမှမင်း
ဟယ်လိုအမအမကိုရင်ကျဲကောင်မလေးများလား ဟုတ်ပါဘူးမောင်လေးကဘာတူလဲအခုတငယ်ချင်း ဆိုပါတော့ဒါနဲ့ကျွန်တော်အမနဲ့စကားခဏလောက်ပြောလို့ရမလား โอเคလေရှာပါဒီကမောင်လေးကအကုန်နဲ့ဘယ်တော့တည်ရလဲအမတစ်ခါမှမမြင်ဘူးလို့ပါ တိတ်တော့မကြသေးပါဘူးဒါနဲ့ကိုနဲ့အမတို့ပြန်စီပြေသွားကြတယ်အမတို့စိတ်ဆုံနေကြတယ်ဆိုလို့ အမစိတ်ဆူနေကိစ္စကိုမောင်လေးကဘယ်လိုတည်ရလဲဘယ်သူပြောပြလဲ တနေ့ကပဲကိုရင်ကျဲပြောပြရတယ် မဖြစ်နိုင်တာမောင်လေးတခုခုတော့မှားနေပြီထင်တယ်မောင်လေးမသိသေးဘူးလား နင်ဘာလို့လဲအမအခုကိုဟောရင် ဒီနေ့ကအကိုရဲ့ရက်လေလေးမောင်အကိုကရင်ထဲတစ်ဖက်ကပဲခုနထိုင်ငုံနေတဲ့နေရာမှာဆိုင်ကမောက်ပြီးဆုံးသွားတယ် ဗျာဟုတ်လို့လားမရဲ့ကျွန်တော်ပဲနားကြမှားလား ဟုတ်တယ်မောင်အကိုအခုလိုဖြစ်သွားငါရဲ့အမားကြီးကြောင့်လည်းပါတယ် ဟိုနေ့ကမှကျွန်တော်နဲ့ ဆွေမျိုးသားချင်းတယောက်မှမရှိသူ့ရဲ့စာပနာငါတယောက်တည်းစီစဉ်နေခဲ့ရတာ ဘာတွေလဲဗျာကျွန်တော်စမကြားနိုင်တော့ သူနဲ့ပြန်ဆက်တယ်ညာငါသိရတော့ မဆက်တယ်လို့နဲ့ပြောပြီးနေမဆက်တော့ပေးလိုက်တော့စကိုင်းတော့ငါဟုတ်မပေးကွာမကိုင်းဒီတော့ငါဆက်တယ်လို့မကိုင်း ကိုယ်တတိထောင်းကိုယ်ကိုတတိထောင်းကိုကမစားလားကို
cho people lulo ate to sony out loud babe to sony out tape babe I need